ကျော်တော်ဝင်းကတော့ဒုတိယချီမှာတဲ့ Thai Fighter ကိုအလဲထိုးပြလိုက်ပါပြီ။ဒါဟာကျွန်တော်တို့ပြည်သက်တွေလိုချင်တဲ့ရလက်မြင်ချင်တဲ့ Fighter ပုံစံမျိုးကိုမြင်တွေ့ခဲ့ရတဲ့ပွဲပါ။အကြောင်းမျိုးမျိုးကြောင့် One Championship လို့ကဘာကျော် promotion ကြီးရဲ့စင်မြင့်ထက်မှာတန်းပြီးတော့ပွဲမထိုးရပါမယ်။အခုလိုမျိုး One Lupini ပွဲစဉ်လေးမှာအလဲထိုးနဲ့အနိုင်ရခဲ့တာဟာလေကျွန်တော်တို့ပြည်သက်တွေအတွက်ရော Fighter ကသူ့ရဲ့ဆရာတွေရောတထေးရောအားလုံးတော့ကတော့ကြော်ကြီးရဲ့နိုင်ပွဲအတွက်ဂုဏ်ယူလို့မဆုံးဖြစ်နေမှာအမှန်ပါပဲအမှန်တမ်းပြောရရင်ပြိုင်ဖက်ကကြော်ကြီးတို့လက်နှွေးပေးတဲ့အဆင့်လောက်ပဲရှိတာပါပထမချီစပြီးတိတ်မကြခင်မှာပဲThai Fighter ကမျက်နှာငယ်လေးနဲ့ပါကြော်ကြီးကလည်းပထမချီမှာတော့ ACC လေးပဲ low kick လေးကန်လိုက် body လေးနှိုက်လိုက်နေပဲကစားတယ်ပထမချီပြီးသွားတဲ့အချိန်မှာကြော်ကြီးမျက်ခုံးနဲ့ကွဲသွားခဲ့တယ်အဲ့ဒါဟာ Thai Fighter အတွက်အိတ်နေတဲ့ချင်းသစ်ကိုသွားဆလိုက်တဲ့ရုံတငယ်လို့ဖြစ်သွားတော့တာပဲဒုတိယကြီးစားတဲ့ချိန်မှာတော့ကျွန်တော်တို့ပြည်သက်တွေမြင်ကျင်ကြည့်ကျင်နေတဲ့ Fighter မျိုးကိုမြင်ရတော့တာပဲတောက်လျှောက်လိုက်ပြီး blue တရစီးသလိုပွဲချမ်းလိုက်ထိုးတဲ့ချိန်မှာတော့ပြိုင်ဘက် Thai Fighter ကြော်ကြီးရဲ့လက်တိချက်တွေကိုဘယ်လိုမှမရှောင်နိုင်တော့ပဲဒုတိယချိန်မှာရင်အလဲထိုးနဲ့အရှုံးပေးလိုက်ရတယ်အဲ့ဒါကြောင့်ကျော်စော်ဝင်းကတော့သူ့ရဲ့ကလပ်ကအဖွင့်ပွဲစဉ်ကိုတော့အလဲထိုးနဲ့စပြီးတော့ဖွင့်လှစ်သွားပါပြီအမှန်တမ်းပြောရရင်ကျွန်တော်ကတော့ဒီပွဲကိုကြည့်နေရင်လည်းပြုံးကြီးနဲ့ဘလို့ပီတိဖြစ်လို့ဖြစ်မှန်းကိုမသိဘူးဗျအညီကိုတို့အနေနဲ့ရောဒီကြော်ကြီးရဲ့နိုင်ပွဲပေါ်ဘလို့မျိုးခံစားမိကြလဲဗျကောမန့်မှာဝင်ရောက်ပြီးတော့ပြောသွားပြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျ